Hello, ya di udu ya ro ya ko be အပြောင်းလဲမြန်တာဖြစ်တယ်။အိုးမာတက်တန်လေးရှိတယ်။မနက်ကပဲနေဒီချစ်ချစ်တောက်ပူပြီးတော့နေ့လေလောက်ကြတော့မိုးတွေအကြီးကျယ်ကိုရွာပစ်လိုက်တာဖြစ်တယ်။ရာသီဥတုတွေကပြောင်းလဲတယ်အပြောင်းလဲတွေမြန်တယ်လို့မျိုးပဲမိုးတို့ရဲ့ဘဝကလည်းပဲမိုးတို့ရဲ့စီးပွားရေးအခြေအနေကလည်းပဲစီးပွားရေးရဲ့သွားနှုန်းတွေကလည်းအဲ့လိုမျိုးအပြောင်းလဲတွေဖြစ်တတ်တယ်ပေါ့နော်။ဒါကြောင့်မလို့ကိုလက်ရှိနေတဲ့စီးပွားရေးတစ်ခုတည်းမှာပဲဝင်ငွေလမ်းကြောင်းတစ်ခုတည်းမှာပဲအနေထိုင်မနေပဲနဲ့ဝင်ငွေလမ်းကြောင်းကိုဖြစ်နိုင်ရင်များသလောက်ဝင်ငွေလမ်းကြောင်းကိုဖြစ်နိုင်ရင်ဝင်နိုင်သလောက်ဝင်ငွေလမ်းကြောင်းတွေကိုဖောက်ထားတင်တယ်လို့မိုးကားပြောချင်တယ်မိုးဆိုလို့ရှိရင်အရင်ကမိုးမှာလည်းဖူထိုင်းလောက်ရှိတယ်မိုးဖူထိုင်းလောက်နေတဲ့မိုးဆူရှီလောက်တယ်ပေါ့နော်ဆူရှီလောက်ပေမဲ့မိုးဝင်ငွေလမ်းကြောင်းနောက်တစ်မျိုးလဲမိုးဖောက်ထားတာဖြစ်တယ်ပေါ့နော် digital online business ကိုလည်းမိုးကစတင်ထားတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးမိုးစတင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိမှာဆိုရင်မိုးရဖူထိုင်းအလုပ်ဖြစ်တဲ့ဆူရှီလောက်ကိုမိုးထွက်လိုက်ပေမဲ့လည်းမို့မှာ digital online business ကရှိနေသေးတာဖြစ်တဲ့အတွက်အရန်ကိုပဲအဆင်ပြေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့မိုးလက်ရှိတော့အိမ်မှာနေရင်းနဲ့ပဲ digital online business ကိုလုပ်ကိုင်နေတာဖြစ်တယ်။ဘာကြောင့်လို့မို့ဒီလုပ်ငန်းကိုရွေးချယ်ခဲ့လဲဆိုလို့ရှိရင်မို့လိုမျိုး USA ကိုရောက်တာမကြသေးတဲ့သူကအလုပ်တောင်မှတစ်နှစ်တောင်ပြအောင်မလုပ်ဖြစ်ဘူးပေါ့နော်မလုပ်ဖြစ်ဘူးဆိုတော့ဒါကမို့အတွက်ပင်စင်လာစာတို့ဘာတို့ဆိုတာကဒီဆိုရကပေးမဲ့အရာကမရှိဘူးလေနော်။ဒါကြောင့်မလို့မို့ digital online business ကိုမို့လုပ်ကိုင်ထားမယ်ဆိုရင်မို့နောက်ဘယ်နှစ်လဲဘောနော်အနှစ်အနေငယ်အတွင်းမှာပဲမို့အတွက်ပင်စင်လာစာကရရှိမှာဖြစ်တယ်ပြီးလို့ရှိရင် bonus တွေကလည်းပဲသူသတ်မှတ်ထားတဲ့ level ရောက်လို့ရှိရင်လည်းသူပေးအောင်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့တကယ်ကိုပဲလောက်ကင်ထားတဲ့တိဆောက်ထားတဲ့စီးပွားရေးအမျိုးအစားဖြစ်တယ်ကိုအိတ်နေတဲ့အချိန်ကိုအလုံးမလုံးတဲ့အချိန်မှာတော့မှပဲကိုအတွက်အလုံးလုံးပေးတဲ့ system တွေကလည်းရှိနေတာဖြစ်တဲ့အတွက်တကယ်ကိုပဲကောင်းမွန်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်တင်အတွက်ကတကယ်ကိုပဲပင်စင်လာစာနဲ့ bonus နဲ့ကစောင့်ကြိုနေတာဖြစ်တဲ့အတွက်ဝီရောက်လေးလာကြည့်ပါတချို့ကမေးတယ်ပေါ့နော်နေကောအခုချက်ချင်းရနေပြီလားဆိုမပြောချင်တဲ့စီးပွားရေးတစ်ခုဆိုတာကတင်ရင်းနှီးမြှုပ်နှံရတာရှိတယ်အချိန်ရင်းနှီးမြှုပ်နှံရတယ်ကိုရင်းနှီးမြှုပ်နှံရတယ်ငွေရေးကြီးရင်းနှီးမြှုပ်နှံရတယ်ပေါ့နော်ရင်းနှီးမြှုပ်နှံပြီးတော့မှ reset ဆိုတာကရရှိတာဖြစ်တယ်ပေါ့နော်အခုချက်ချင်းစီးပွားရေးလို့အခုချက်ချင်းအောင်မြင်တဲ့သူဆိုတာဘယ်သူမှမရှိဘူးဒါပေမဲ့တင်ကအနှစ်10နဲ့ချီပြီးတော့အသင်ကစူးစမ်းမလားဒါမှမဟုတ်နှစ်အတူတွင်းမှာစူးစမ်းမလားဆိုတာကတင်းပေါ်မှာပဲမူတည်တာဖြစ်တယ် digital online business ကနှစ်တူအတွင်းမှာတင်းကိုအောင်မြင်မှုရရှိစေမယ်Thai freedom financial freedom ရရှိစေမယ်လုပ်ငန်းအမျိုးအစားဖြစ်တယ် online ကနေလုပ်ကိုင်ရတာဖြစ်ပေမဲ့ဈေးရောင်းဖို့မလိုဘူးလူတွေခေါ်ဖို့အတွက်မလိုဘူးဖြစ်တယ်အသေးစိတ်အချက်လက်ကိုတော့မို့ရဲ့ website ဖြစ်တဲ့ www.memomoang.com မှာနာမည် email ထည့်ပြီးတော့လေ့လာကြည့်ပါလို့မို့ကဒီနေ့ဖိတ်ခေါ်ပေးခြင်းနဲ့ thank you ပါ digital business owner မေမောင်ဖြစ်ပါတယ်ရှင့်